ပိုးကောင်ကသူ့ချစ်သူနဲ့ကွဲလို့လွမ်းတာမင်းကဘာရှိလို့လွမ်းရတာတော့အဲ့ဒီဘာမှမရှိတာကြီးကပိုးတောင်းလွမ်းမှုကောင်းသေးလွမ်းပြီဆိုမရတော့အခုလိုဆောင်းရသည်ဟေမန္တနှင်းမုံလေးတွေကြလွမ်းနေဗျာမိုးရသည်ဝတ္တန္တမိုးဆက်မိုးပေါက်တွေကြပိုးတောင်းလွမ်းသေးဆိုးဆုံးကຫນွေဥပြလေယူတွေတိုက်ရော့ဝါလေးတွေကျွေးလေဝေတဲ့လွင့်သေးတောင်သေးခြင်းနဲ့ဗျာလွန်အာကြီးလို့အဲ့ຫນွေဥမှာစဘာတွေကရိတ်ရိုးပြငုတ်တို့တွေလေခွင်းနဲ့မတွေ့ထောင်တဲ့ကောင်ကထောင်လဲတဲ့ကောင်ကလဲဟာလွန်ဖို့ကောင်းတယ်ကွာနွားကြီးတစ်ကောင်ကရိုးပြငုတ်တို့တွေကိုတပြုတ်ပြုတ်နဲ့စားပိုးတောင်လွန်သေးဗျာဟိုးရွာစီယိုမှာမိကိုကလေးပတ်ဟာလွန်နေဗျာကျွန်တော်တို့ကြောက်ဆယ်မှနေပါတယ်ကျွန်တော်တို့မြို့ဖြတ်သွားတဲ့အဝေးပြေးလမ်းမကြီးမှာကုန်တင်ကားကြီးတွေကမိုးကားကြီးကိုခြုံတအီးနဲ့မောင်းသွားဟာလူကကြမ်းနေတယ်ဗျာလွမ်းလိုက်တာစိတ်ကကားကြီးနဲ့ပါသွားခုလိုဆောင်းရသည်ခွေးပိန်မတကောင်ပြာပုံထဲမှာခွေးကလေးအိတ်ဟာလွမ်းနေကွာဘာဆိုင်လဲကွာဆိုင်မဆိုင်ကုန်လွမ်းနေဗျာဟိုးလမ်းမော်ကကောင်မလေးချောတယောက်ဖြတ်သွားဟာလွမ်းနေဟေးမင်းကဘာဆိုင်လို့လွမ်းရတာတော့ဘာမှမဆိုင်လို့လွမ်းတာပါပဲချောလေး3ယောက်သွားရင်3စလွမ်းနေအုပ်လိုက်ဖြတ်သွားရင်သေသွားနိုင်တယ်နောက်တော့ကျွန်တော်မင်္ဂလာဆောင်ဝေးရရှောင်းနေမသွားဘူးအဲ့ဒီသတို့သမီးကကိုနဲ့ဘာလို့ညာလို့အဲ့လိုတွေးမိရင်ရမ်းခံစားရတယ်ဟုတ်လဲမဟုတ်ဖဲနဲ့ကျွန်တော်တွေးမိလေရှိပါတယ်ဘာကိုပြနေပြီတော့နည်းနည်းကြောင်းလာတာကိုပြနေပါတယ်တယောက်တည်းနေလေရှိပါတယ်တလွန်တဆွေးတငိုင်းနဲ့